အားလုံးပဲမင်္ဂလာပါ grade 12 math 2 set club ကိုဆရာတို့ဆက်လက်ပြီးတော့သွားမှာဖြစ်ပါတယ်ဒီသင်ခန်းစာလေးကတော့2024သင်ချာချာနဲ့ section B ရဲ့ number 5ကိုရောက်ပါပြီ1 to 4ဆရာပြီးသွားပြီเนาะ number section B ရဲ့1 to 4ပြီးခဲ့ပြီ number 5ဆက်သွားရအောင် determine ဆိုတော့ဆုံးဖြတ်ပေးပါတဲ့ the appropriate interval of y equal sin y equal sin လို့ခေါ်တဲ့ sin function ရဲ့သင့်လျော်သောကြားပိုင်းတွေကိုဆုံးဖြတ်ပေးပါတဲ့အဲ့တော့အဲ့ဒီမှာ minus ပိုင်းနဲ့2ပိုင်းကြားမှာ 2b 1 to 1 function အဲ့တော့ minus ပိုင်းနဲ့2ပိုင်းကြား1 to 1 function ဖြစ်မဲ့သင့်လျော်သောကြားပိုင်းကိုဆုံးဖြတ်ပေးပါအဲ့တော့ပု္ပ္ပစာလေးကိုနားလည်အောင်တစ်ခေါက်ပြန်ပြောရမယ်ဆိုလို့ရှိရင်ဒီ y equal sin လို့ခေါ်တဲ့ sin function graph ရဲ့ဒီကန့်သက်ချက်အတွင်းမှာရှိမဲ့1 to 1 function ကိုဖြစ်စေမဲ့သင့်လျော်သောကြားပိုင်းကိုဆုံးဖြတ်ခိုင်းတာဖြစ်ပါတယ်အဲ့တော့ရုံးသွင်းနေတဲ့ဒီမှာဒီ y equal sin လို့ခေါ်တဲ့ဒီ graph ကတော့ဆွဲတတ်ရမယ်ဗျာဒါအရင်ပိုင်းသင်ခန်းစာ textbook သင်စင်ကာတွေကအသေးစိတ်အကြီးအကျယ်ပြောခဲ့ပြီးသားပါအဲ့တော့ဒီ graph လေးဒီ y equal sin ဆိုတာလေးဖြတ်လိုက်မယ်နော်ဒီ graph ဒီ cell သိရမှာကဒါလေး cell ဒီမှာရေးလိုက်မယ် y equal sin လို့ခေါ်တဲ့ graph ဖြစ်ပါတယ်နော် y sin graph ဆက်ဆွဲထားပြီးသားအဲ့သူကဂျာပိုင်းကန့်သက်ချက်က minus ပိုင်းနဲ့2ပိုင်းကြားရှိရမှာဒီမှာရှိတဲ့ minus ပိုင်းနဲ့2ပိုင်းကြားမှာရှိတာပါဒီ minus ပိုင်းနဲ့2ပိုင်းကြားမှာ1 to 1 function ကိုဖြစ်စေမဲ့သင့်လျော်သောဂျာပိုင်းကိုဆုံးဖြတ်ခိုင်းတာဖြစ်ပါတယ်အဲ့တော့ဆိုတော့ဒီမှာ minus ပိုင်းနဲ့2ပိုင်းကြားဆိုရင်ဘယ်ဂျာမှာပဲရှိရမယ်ဆိုလို့ရင်ဆိုတော့ဒီကောင်လေးဒီ minus ပိုင်းနဲ့2ပိုင်းဒီ minus ပိုင်း2ဒီဂျာလေးပေါ့နော်ဒီဂျာလေးမှာပဲဆိုတော့နေပြီးတော့1 to 1 function ဖြစ်စေမဲ့ဂျာပိုင်းကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာသိထားမှာကဆိုတော့ဒီ textbook သင်စင်ခါတုန်းကလည်းအသေးစိတ်အကြီးကျယ်ပြောခဲ့ပြီးသားပါအဲ့တော့1 to 1 function ဖြစ်မဖြစ်ဘယ်လိုမျိုးဆုံးဖြတ်မလဲပေါ့အဲ့တော့1 to 1 function ဖြစ်မဖြစ်ဆုံးဖြတ်ခြင်းတယ်ဆိုလို့ရှိရင်ဆရာတို့ကနေပြီးတော့ horizontal line test နဲ့ဆိုတော့ဆုံးဖြတ်ကြည့်လို့ရတယ်အဲ့တော့ horizontal line test နဲ့ဆွဲယူဒီမှာကြည့်ပေါ့ graph တစ်ခုရှိမယ်ဒီတန်းရှိတယ်ပေါ့အဲ့ဆိုတော့ horizontal line ဆွဲလိုက်မယ်အဲ့ဒီ horizontal line ကြည့်တဲ့အခါမှာ horizontal line ကဒီမှာတမတ်ဖြစ်တယ်ဒီမှာ graph ကနှစ်နေရာဖြတ်နေတယ်ဆိုရင်ဒါဒီ1 to 1 function မဟုတ်တော့အဲ့ဒီမှာ graph ကဒီလိုမျိုးလေးရှိမယ်ဒီလိုမျိုး graph လေးရှိတယ်ဒါဆို horizontal line ဆွဲလိုက်တယ်ဒီအမတ်တမတ်တဲ့ဖြတ်သွားတယ်ဒီ graph ဒီအမတ်တမတ်တဲ့ဖြတ်သွားတယ်ဆိုရင်ဒီကောင်ဒီ1 to 1 function ဖြစ်တာပဲအဲ့တော့ပြောချင်တာက horizontal line ဆွဲကြည့်လိုက်လို့တမတ်သေးကိုပဲဖြတ်မယ်ဆိုလို့ရှိရင်1 to 1 function ဖြစ်မယ်ပေါ့အဲ့တော့ horizontal line ဆွဲကြည့်လိုက်လို့တနေရာပဲဖြတ်မယ်ဆိုလို့ရှိရင်ဘာဖြစ်မယ်လဲဆိုလို့ရှိရင်ကျွန်တော်က1 to 1 function ဖြစ်ပါတယ်ဒီခုဒီမှာဒီ graph ကိုဆွဲကြည့်ရအောင်နော်ဒီ graph ကိုဆွဲတော့ horizontal line တက်ဆွဲကြည့်လိုက်မယ်ဆိုပါတော့ဒီမှာဒါဆွဲလိုက်တော့မယ်နော် horizontal line တက်ဆွဲကြည့်လိုက်အဲ့ဒါဆွဲကြည့်လိုက်တဲ့အခါမှာဘယ်လိုသွားဖြစ်နေလဲဆိုရင်ဒီနေရာမှာသွားကြည့်လိုက်လေထူးခြားချက်အနေနဲ့ဒီမှာဒီနေရာမှာလည်းအမှတ်တမှတ်ဖြစ်တယ်ဒီမှာလည်းတမှတ်ဖြစ်တယ်ဒါဆိုရင် graph တစ်ခုလုံးပေါ့ y equal sin a graph တစ်ခုလုံးအတွက်ဆိုလို့ရှိရင်တော့ဒါဒီ1 to 1 function မဟုတ်ဘူးနှစ်မှတ်ဖြစ်နေတာကိုသူကတနေရာတည်းဖြတ်မှ horizontal line တက်ဆွဲလိုက်လို့တနေရာတည်းဖြတ်မှ1 to 1ဖြစ်မှာဟိုယခုကဒီမှာအမှတ်နှစ်မှတ်နှစ်နေရာဖြတ်နေတဲ့အခါမှာ y equal sin aဒီ1 to 1မဖြစ်ဘူးသူပြောတာကလည်း y equal sin aက1 to 1ဖြစ်တယ်လို့ပြောတာမဟုတ်ဘူးလေဒီမှာရှိ1 to 1 function ကိုဖြစ်စေမဲ့တင့်လျော်သောဂျာပိုင်းလေးကိုကိုယ့်ဘာသာကိုဖန်တီးခိုင်းတာဒါဆိုရင်အမှတ်တမှတ်ထဲပါဒီမှာဒီ line horizontal line ဒီတနေရာတည်းကိုပဲဖြတ်သိချင်တယ်ဆိုလို့ရှိရင်ဆိုတော့သူ့ကိုဘယ်လိုမျိုးလေးကန့်သက်ပေးလို့ရမလဲဆိုရင်သူ့ရဲ့ဂျာပိုင်းလေးကိုဆရာကန့်သက်ပေးလို့ရတယ်ဒီဆိုတော့ဒီမှာဒီနေရာလေးဖြစ်ရမှာပေါ့ဒီဂျာလေးပေါ့ဒီဂျာပိုင်းလေးသာရှိမယ်ဆိုလို့ရှိရင်တော့ဒီဂျာပိုင်းနဲ့ကြိုက်တဲ့ဒီမှာတမတ်တက်ဖြစ်သွားတာပေါ့နောက်တစ်ဆိုတော့မယုံလို့ဆွဲကြည့်လို့ရသေးတယ်မယုံဘူးဆရာရဲ့ဒါရဒီဂျာပိုင်းလေးပါ -π/2 နဲ့π/2ဂျာကဒါဒီဆိုတော့1 to 1 function ဖြစ်သွားပြီလေမကရက်တနေရာဆွဲကြည့်လိုက်ဒီမှာဒါဆိုလို့ရှိရင်ဒီမှာတနေရာတစ်ဖြတ်မှာပဲအဲ့တော့ဒီ horizontal line ဆိုလို့ရှိရင်တနေရာတစ်ဖြတ်တဲ့အခါမှာဒီ -π/2 နဲ့π/2ဂျာက1 to 1 function ဖြစ်သွားပြီဒါဆိုဒီအောက်ဆွဲကြည့်လိုက်ဒီအောက်ဆွဲကြည့်လိုက်မယ်ဆိုရင်ဒီမှာတမတ်ထက်ဖြတ်မှာဒါဆိုလို့ရှိရင်လည်းတနေရာတစ်ဖြတ်တဲ့အခါမှာဒါလည်း1 to 1 function ပဲအဲ့ပြောချင်တာက -π/2 နဲ့π/2ဂျာမှာဆိုလို့ရှိရင်တော့1 to 1 function ဖြစ်ပါတယ်အဲ့ဒါဆိုဒီ quick chat ဒီမှာဆိုတော့သူ့ရဲ့ဂျာပိုင်းလေးရသွားပြီ-π/2 နဲ့π/2ဂျာဆိုလို့ရှိရင်လည်း1 to 1 function ဖြစ်တယ်အဲ့ဒါဒီမှာဒီဘက်တစ်ချမ်းရှိသေးတယ်ဒီဘက်တစ်ချမ်းဘယ်ချက်ဘယ်လိုဆိုဒီ -π/2 နဲ့ယခုဒီဘက်မှာရှိတယ်ဆိုတော့ဒီ3/2ဂျာပေါ့ဒီဂျာဆိုရင်လည်း1 to 1ဖြစ်တာဒီမှာဆိုဒီမှာတနေရာလေးဖြစ်တာလေမယုံလို့ဆိုတော့အမှတ်တမှတ်ဆွဲကြည့်လိုက်ဒီမှာ horizontal line ဆွဲကြည့်လိုက်တယ်ဒီမှာဒီနေရာမှာတမတ်ထက်ဖြတ်တာပဲဒီမှာ horizontal line ဆွဲကြည့်လိုက်တယ်ဒီမှာတမတ်ထက်ဖြတ်မှာပဲ horizontal line ဆွဲကြည့်တယ်တမတ်ထက်ဖြတ်မှာပဲဗျာအဲ့ဒါသိရမှာကဒီπ/2နဲ့3/2ပဲဒါ3/2နေရာလေယခုπ/2နဲ့3/2ဂျာမှာဆိုလို့ရှိရင်လည်း1 to 1 function ဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုတော့နေပြီးတော့1 to 1 function ဖြစ်တာကπ/2နဲ့3/2ကြာဆိုလို့ရှိရင်လည်း1 to 1 function ဖြစ်ပါတယ်ဗျာအဲဆိုတော့သိထားမှာက horizontal line ဖြစ်မဖြစ်သိကျင်တယ်ဆိုရင် horizontal line တက်ဆွဲကြည့်ရမယ်တနေရာတည်းဖြစ်ရင်1 to 1 function ဖြစ်တာပဲယခုဒီမှာဆိုတော့ horizontal line တက်ဆွဲကြည့်လိုက်တဲ့အခါမှာ y equal sin a တစ်ခုလုံးအတွက်တော့1 to 1 function မဖြစ်ဘူး1 to 1 function ဖြစ်ချင်တယ်ဆိုသူ့ရဲ့ domain ကိုဆိုတော့ကနေ restricted လို့ခေါ်တယ်ကန့်တက်လိုက်တယ်-π/2နဲ့π/2ဂျာဆိုလို့ရှိရင်
horizontal line ကျတော့ဆိုကြတက်မှတ်ထက်ပြတဲ့အခါမှာဒါဒီဆိုတော့ minus ပိုင်ပိုင်2နဲ့ပိုင်ပိုင်2ကြားကဘာဖြစ်သွားလဲ1 to 1 function ဖြစ်တာပေါ့ပြီးသွားတဲ့အခါမှာဆိုတော့ဒီရွေးမှာဆိုလို့ရှိရင်ဒီညာဘက်ချမ်းမှာဆိုရင်လည်းပိုင်ပိုင်2နဲ့3ပိုင်ပိုင်2ကြားကလည်းဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်သူ့ရဲ့ romain ကို restrict လို့ခေါ်တဲ့ကန့်တက်လိုက်တဲ့အခါမှာကျတော့နေပြီးတော့1 to 1 function ဖြစ်သွားတာပေါ့အဲ့တော့ပြောချင်တာကဒီ minus ပိုင်နဲ့2ပိုင်ရဲ့ကြားမှာ y equal sin a အတွက်1 to 1 function ဖြစ်စေမဲ့ကြားပိုင်းတွေကိုပြောပါဆိုလို့ရှိရင် minus ပိုင်ပိုင်2နဲ့ပိုင်ပိုင်2ကြားကလည်း1 to 1ဖြစ်တယ်ပိုင်ပိုင်2နဲ့3ပိုင်ပိုင်2ကြားကလည်း1 to 1ဖြစ်တယ်ဆိုရေးပေးလိုက်ပါဆိုအဖြေလေးဒါလေးပဲရေးပေးလိုက်အောင်ဒါဆိုပြီးသွားပြီပေါ့နော်ဒီလောက်ပဲ